နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးရန်တရားကကျွန်တော်တို့ဒီပြတ်သွားတဲ့အနေအထားဖြစ်သွားပြီ။ဘာကြောင့်လဲဆိုအဲ့ဒီဒေသမှာကျွန်တော်အုပ်ချုပ်ရေးရန်တရားမရှိဘူး။စစ်သွေးကြွအုပ်စုတွေကကျွန်တော်တော်တော်လေးလှုပ်ရှားနိုင်တဲ့အနေအထားတွေဖြစ်တယ်။တစ်ဖက်မှာလည်းကျွန်တော်တို့ဒါရောဒေသနဲ့ကျွန်တော်ချိတ်ဆက်နိုင်တဲ့အနေအထားတွေရှိတယ်။အဲ့ဒီဒေသလည်းကျွန်တော်အကြမ်းဖက်သမားတွေအားကောင်းတဲ့နေရာဖြစ်တဲ့အခါကျတော့ကျွန်တော်အဲ့ဒီဒေသကိုတဖြည်းဖြည်းလိုက်စားလာပြီ။သူကထုံနီးတူပါပဲအဲ့ဒီဘက်မှာကျွန်တော်စစ်သွေးကြွအုပ်စုတွေအားကောင်းလာတဲ့နီးတူတစ်ဖက်မှာလည်းကျွန်တော်တို့ပကံငါတတော်ဘက်ကိုစစ်သွေးကြွအုပ်စုတွေကလှုပ်ရှားတယ်။မဲမင်္ဂလာပါခင်ဗျာထော်နီယောစပီမာရှင်နေမှာကျော်စပါတယ်ခင်ဗျာဒီစဉ်နိုင်ငံရဲ့တိုက်ပွဲသတင်းမှာများကိုတင်ဆက်ပေးနေတဲ့ရှင်တွေဖြစ်တော့ကြောင့် subscribe လုပ်ပေးဖို့တောင်းဆိုပါပါတယ်ခင်ဗျာကြည့်ရှုခင်ဗျာကိုထုတ်ပေးကျေးဇူးတင်ပါတယ်ခင်ဗျာကြားရကောင်မှာလက်ရှိတော့ကျွန်တော်တို့ဒီပကံညောင် area ပေါ့ငါတရော area ဘက်ကိုတက်မတော်ကနေမြေရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်ကျွန်တော်တစ်ဖက်ကျွန်တော်ပကုတ်ကူပတ်ချမ်းကိုတော့လက်ရှိဒီနယ်မြေရှင်းလင်းမှုတွေကကျွန်တော်တို့မလုံနိုင်ဘူးလို့ဒေသခံတွေကပြောတယ်မလုံသေးနိုင်ဘူးပေါ့ဗျာမလုံနိုင်တာနယ်မြေရှင်းလင်းတာတွေလောက်တာမတွေ့သေးဘူးလို့ဒေသခံတွေကပြောတယ်အော်ဒေသခံပြည်သူတွေကတော့ဒါသူတို့ရဲ့သားသမီးကျောင်းတွေပြန်ဖွင့်နိုင်ရင်သူတို့သားသမီးတွေကျောင်းတွေပြန်ဖွင့်နိုင်ရင်အတွက်တက်မတော်ကနေပြီးနယ်မြေရှင်းလင်းပေးဖို့ဒါဒေသမှာရှိရဲ့ကျွန်တော်တို့ဒါရမီရဖားတွေဒေသခံလူထုကကျွန်တော်တို့ဒီတက်မတော်ထံကိုတောင်းဆိုလဲရှိပါတယ်တနည်းအားဖြင့်ကျွန်တော်တို့ဒီမန္တလေးတိုင်းအစိုးရဖွဲ့ကိုလည်းကျွန်တော်တို့တောင်းဆိုတယ်နောက်ကကျွန်တော်တို့ဒီမကွေးတိုင်းရဲ့အစိုးရဖွဲ့ကိုလည်းတောင်းဆိုတယ်ပြီးရင်ကျွန်တော်တက်ဆိုင်ရာဒါကျွန်တော်တို့နိုင်ငံတော်ရဲ့အကြီးအကဲများကိုလည်းဒေသအကြီးအကဲများကိုလည်းကျွန်တော်တောင်းဆိုလျက်ရှိတယ်ဒါကတော့ကျွန်တော်တို့ပခုတ်ကူမြို့နယ်စိတ်ခွာကြီးရွာအုပ်စုတွေမှာရှိတဲ့ကြီးရွာ9ရွာရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့တင်ပြပေးတာဖြစ်ပါတယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒီကနေ့ကျွန်တော်တို့ဇွန်လ25ရက်နေ့စပြီးတော့25 3ရက်တိုင်ပေါ့လေဒီနေပြီးတော့မှဒီငញ្ញရေးဖိုရမ်ကျင်းပပြုလုပ်နေပါတယ်အဲ့မှာဆိုရင်ကျွန်တော်တို့အိန္ဒိယတရုတ်ရုရှားထိုင်းအပါအဝင်ကျွန်တော်အာဆီယံနိုင်ငံကဒီကျွန်တော်တို့ဒီသက်ဆိုင်ရာကျွန်တော်တို့တန်ရုံးရဲ့အကြီးအကဲတွေသက်ဆိုင်ရာနိုင်ငံကကိုယ်စားလှယ်တွေအပါအဝင်ကျွန်တော်ဒီတက်မတော်ခေါင်းဆောင်တွေပြီးတော့ကျွန်တော်တို့ဒီစစ်ဘက်အချက်ဘက်ခေါင်းဆောင်တွေပေါ့ဗျာပြီးရင်နိုင်ငံရေးပါတီတွေအပါအဝင်ကျွန်တော်ပညာရှင်တွေတက်ရောက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးနေတာတွေရှိပါတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ငញ្ញရေးနဲ့ဆိုင်တဲ့ကိစ္စတွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေပြီးတော့ရွေးကောက်ပွဲအလွန်ဖြစ်ပေါ်လာမယ့်နိုင်ငံရေးအခင်းကျင်းတွေစတာတွေကိုကျွန်တော်တို့ဆွေးနွေးနေလို့သိရပါတယ်ဒီခါနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကဒီကနေ့ဒါကျွန်တော်ဘီလာရုနိုင်ငံကိုမသွားမီကျွန်တော်တို့တက်ရောက်ပြီးတော့ဒါမေကွန်းပြောကြားခဲ့တာရှိပါတယ်မေကွန်းပြောကြားပြီးတဲ့နောက်ပိုင်းမှာဒါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကနေပြီးတော့လေစစ်ကနေပြီးတော့ကျွန်တော်တို့ဒီဘီလာရုနိုင်ငံကိုဒါကျွန်တော်တို့ဆက်လက်ပြီးတော့ဒီထောက်ခွာပါတယ်အဲ့မှာဆိုလည်းပဲကျွန်တော်တို့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးဦးဆောင်ပြီးတော့ဒါစစ်ဘက်အရက်ဘက်ဒါခေါင်းဆောင်ပိုင်းတွေဒါပါဝင်တယ်လို့သိကြပါတယ်အဲ့တော့ကျွန်တော်တို့ဒီကနေ့ပေါ့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးရဲ့ဒီမိကုန်းထဲကနေပြီးတော့ကျွန်တော်တို့ပြောဆိုတဲ့အချက်လက်အချို့ကိုတင်ပြပါမယ်ကျွန်တော်တို့အနေနဲ့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနိုင်ငံတော်တောင်းကိုရောက်ယူဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက်ပြည်သူတွေလိုအပ်တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမဖြစ်မနေအကောင့်တွေပေါ်မှာဖြစ်ပါတယ်စတင်တောင်းရင်တွေကရှစ်လုပ်ငန်းစဉ်900ဟာအမှတ်စဉ်9မှာထည့်သွင်းထားချက်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အစိုးရကမူလရည်မှန်းထားတဲ့အတိုင်းရွေးကောက်ပွဲကိုပြုလုပ်သွားမှာဖြစ်ပါတယ်လို့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကပြောကြားသွားတယ်ပြီးရင်လည်းပဲကျွန်တော်တို့ဒီရွေးကောက်ပွဲကိုကြည်ကြဲပြင်းပြကျင်းပနိုင်ရတဲ့အတွက်လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေကိုလည်းအလေးထားဆောင်ရွက်လက်ရှိပါတယ်အဓိကမှာကျွန်တော်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်လိုပါတယ်ဒါနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကပြောဆိုခဲ့ပါတယ်ဆက်လက်ပြီးတော့ဒါကျွန်တော်တို့ဒီစီမံထားတဲ့အတိုင်းဥပဒေပြဋ္ဌာန်းချက်များနဲ့အညီရွေးကောက်ပွဲကျင်းပမယ်ပြီးရင်ကျွန်တော်ပြည်သူရွေးကောက်တင်မြှောက်လိုက်တဲ့အစိုးရကိုနိုင်ငံတော်အာဏာလွှဲပြောင်းမယ်ပေါ့ဗျာဒါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကကျွန်တော်တို့ဒီကနေ့မနက်ပိုင်းမှာကျွန်တော်ပြောဒါမိကုန်းထဲမှာကျွန်တော်ထည့်သွင်းမိကုန်းပြောခဲ့တယ်ပေါ့ဗျာအဲ့ဒီကနေကျွန်တော်ဒီရွေးကောက်ပွဲနဲ့ဆိုင်တဲ့အချက်လက်ကိုပဲကျွန်တော်ကကောက်ထုတ်ပြီးတင်ပြခဲ့တာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီပြီးခဲ့တဲ့ကာလမှာကျွန်တော်တို့ဒါနိုင်ငံတော်ရဲ့ဒီအကြီးအကဲတွေကျွန်တော်ပြောဆိုခဲ့တာရှိပါတယ်အဲ့ဒါကတော့လာမယ့်ရွေးကောက်ပွဲမှာကျွန်တော်တို့ပြီးခဲ့တဲ့ရွေးကောက်ပွဲတော့ကဒီမြန်မာနိုင်ငံတဝန်းလုံးမှာမဲဆန္ဒနယ်ပေါ့လေမဲဆန္ဒနယ်အားလုံးမြို့နယ်ပေါင်းကျော်330သတ်မှတ်တယ်လက်ရှိဒီ2025ရွေးကောက်ပွဲမှာဆိုရင်တော့ကျွန်တော်တို့မြို့နယ်ပေါင်း260ကျင်းပမယ်မြို့နယ်ပေါင်း260ကျင်းပမယ်အဲ့လိုကျင်းပတဲ့အခါမှာလည်းကျွန်တော်တို့ဒီ2025ခုနှစ်ဒီဇင်ဘာလမှာကျွန်တော်တို့ကျင်းပမယ်ပြီးရင်ကျွန်တော်တို့ကျန်တဲ့နေရာတွေကိုလည်းကျွန်တော်တို့ဆက်ပြီးတော့2026ခုနှစ်အတွင်းမှာကျွန်တော်ဆက်ပြီးကျင်းပမှာဖြစ်တယ်တနည်းအားဖြင့်ကျွန်တော်တို့ဒီအပိုင်းလိုက်ကျင်းပမယ့်အနေအထားဖြစ်တယ်ပိုင်းလိုက်ကျင်းပမယ့်အနေအထားဖြစ်တယ်ဒါကတော့ကျွန်တော်တို့ဒီကနေ့ဒါငញ្ញမ်းဖိုရမ်မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးပြောဆိုခဲ့တဲ့ဒီမိကုန်းတဲကနေပြီးတော့ကျွန်တော်တို့ဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါသက်ဆိုင်တဲ့အချက်လက်အချို့ကိုဒါကောက်ထုတ်ပြီးတင်ပြပေးတော့တာဖြစ်ပါတယ်လက်ရှိတော့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကဒါကျွန်တော်တို့ဘီလာရုနိုင်ငံကိုသွားပါတယ်ဘီလာရုနိုင်ငံသွားပြီးတော့ဒီဘီလာရုနိုင်ငံခီးစဉ်ကလည်းဘီလာရုသမ္မတကြီးရဲ့ကျွန်တော်တို့ဒီတရားဝင်နိုင်ငံတော်အဆင့်ဖိတ်ကြားမှုဖြစ်ပါတယ်ထို့တူပါပဲဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကဒီဘီလာရုအပါအဝင်ရုရှားနိုင်ငံဘက်ကိုလည်းကျွန်တော်ဆက်ပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါဒီခီးစဉ်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးရဲ့ဒီဘီလာရုခီးစဉ်နဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံတကာအဖွဲ့တွေကလည်းတောက်လျှောက်ကျွန်တော်တို့ဒါစိတ်ဝင်စားစောင့်ကြည့်နေတယ်နိုင်ငံတကာမီဒီယာတွေမှာလည်းဒီချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖော်ပြနေတာတွေ့ရပါတယ်ထို့တူပါပဲ
ဒီကနေ့ကျွန်တော်ငြိမ်းချမ်းရေးဖိုရမ်မှာဒါ UWSA က UWSA အဖွဲ့ကဦးညီရန်တက်တယ်ပြီးရင်ကျွန်တော် SSBB အဖွဲ့ကဆက်တော်လေးတက်တယ်ပြီးရင်ကျွန်တော် NTA အဖွဲ့ကဦးချစ်ဆွေတက်တယ်ပြီးရင်ကျွန်တော်တို့ဘုံမူကြီးခွန်ကတက်တယ်ပြီးရင်ကျွန်တော် DKB ကစောစိန်ဝင်တက်တယ်ပြီးရင်ကျွန်တော်တို့ MNSP ကနိုင်မငေးတက်တယ်ပြီးရင်ကျွန်တော်တို့အခြားသောဒီ KNU KNL PC ကလည်းတက်တယ်ပြီးရင် ALP ကလည်းတက်တယ်ပေါ့ဒီအခြားသောဒီတိုင်းသားလက်ကိုင်အဖွဲ့တွေလည်းတက်တာတွေ့ရပါတယ်နောက်တစ်နေ့မို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီနောင်ချိုမိုးကုတ်မျိုးအခြေအနေနဲ့ပတ်သက်ပြီးတင်ပြပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့မိုးကုတ်မျိုးရဲ့အခြေအနေကိုတင်ပြပါမယ်မိုးကုတ်မျိုးကို TNL ဖွဲ့တွေက2024ခုနှစ်ဇူလိုင်လကုန်မှာထိချုပ်နိုင်ခဲ့ပါတယ်ထိချုပ်နိုင်ပြီးတဲ့နောက်2024ခုနှစ်စက်တင်ဘာလမှာမိုးကုတ်မျိုးမှာရှိတဲ့ကျွန်တော်တို့ရခိုင်ကထိန်းသိမ်းထားတဲ့ဒီတက်တော်စိန်လိုင်းရေး area တွေပြီးရင်ကျွန်တော်တို့အခြားသောဒါအများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ TNL ကစပြီးတော့ကျွန်တော်တို့ကြောက်တူးတာတွေလုပ်ပါတယ်လက်ရှိဒီကနေ့ထိမိုးကုတ်မျိုးမှာရှိတဲ့ကျွန်တော်တို့ဒီမိုးကုတ်မျိုးကောက်ကွင်းပေါ့ဗျာကောက်ကွင်းမှာ TNL ကဆက်ရန်တရားကြီးတွေနဲ့ကျွန်တော်တို့ဆက်ရန်တရားများစွာအသုံးပြုပြီးတော့နေညအဆက်မပြတ်ကြောက်တူးဖို့မှုတွေလုပ်နေပါတယ်သူတို့တူးတဲ့အခါမှာကျွန်တော်တို့ဒီမိုးကုတ်ကောက်ကွင်း area ပါတယ်ပြီးရင်ကျွန်တော်ပြီးရင်ကျွန်တော်တို့ဒီစိန်လိုင်း area တွေလောက်ထားတဲ့ဒီတက်တော် area တွေမှာလည်းကြောက်တူးတယ်တော်လေးကိုလုံနေရလို့ဒေသခံတွေကပြောတယ်အဲ့တော့ TNL ကခင်ဗျားတို့ကြွေးကြော်စဉ်ကာလကမိုးကုတ်မြို့ပြည်သူလူထုတိုးတက်ရေးအတွက်လွတ်မြောက်ရေးအတွက်ဆိုပြီးတော့ကြွေးကြော်ခဲ့တယ်လက်ရှိမှာ TNL ကသူတို့ဒီမိုးကုတ်မြို့ကိုယာယီထိချုံနိုင်တဲ့အခြေအနေမှာထိချုံခွင့်ရတဲ့အခြေအနေမှာသူတို့ရားတလောက်ယူမယ်ဆိုတဲ့သဘောနဲ့ဒါကျွန်တော်တို့ပြည်သူလူထုနဲ့တက်ဆိုင်တဲ့နေရာတွေလည်းဘာမှမထောက်အကုန်ကြောက်တူးတယ်အဲ့တော့တူးတော့ပါလဲဆိုတော့တဘာဝပတ်ဝန်းကျင်တွေထိခိုက်မှုတွေတော်တော်ဆူဆူဝါဖြစ်လာတယ်မိုးကုတ်မြို့ရဲ့အခြေအနေကမြို့တီမှုကကျွန်တော်ဒေအိုပုံရှိတယ်အဲ့တော့ဒီဘေးမှာရှိတဲ့ကျွန်တော်တို့ဒီမြေထိန်တဲ့တက်တော် area တွေကိုသူတို့ကရန်တရားကြီးနဲ့တူးတဲ့ခါမှာဒီမိုးကုတ်မြို့ရဲ့အခြေအနေကိုလည်းကျွန်တော်တို့မြို့တီတန်ရေးပါချင်းချောက်လာတယ်လက်ရှိတဲ့ကျွန်တော်မိုးကုတ်မြို့မှာရှိတဲ့ဂေါက်ကွင်းကိုအလွန်ညှို့တူးနေတယ်အဲ့တော့ဘယ်သူတွေနစ်နာလဲခင်ဗျားတို့ဒီတက်မတော်ကမိုးကုတ်မြို့မှာရှိစဉ်ကာလကအများပြည်သူနဲ့တက်ဆိုင်တဲ့နေရာမှာဘယ်သူမှကြောက်တူးပေါက်ခွင့်လုံးဝခွင့်မပြုထားဘူးမိုးကုတ်မြို့ကြီးကဘာတီသွေးမြန်မာနိုင်ငံတီသွေးဆက်ပြီးရှိဖို့အတွက်တဘာဝပတ်ဝန်းကျင်တွေကောင်းမှုအတွက်ဆောင်ရွက်ခဲ့တယ်လက်ရှိခင်ဗျာ TNL မိုးကုတ်မြို့ကိုရောက်တာဘယ်လောက်မှမကြသေးဘူးခင်ဗျားတို့မိုးကုတ်မြို့ကိုစပြီးဖျက်ဆီးနေပြီအဲ့တော့ပြောကြလေဗျာဒါမလုပ်သင့်ဘူးလို့ခက်ပြောကြလေခင်ဗျားတို့ဆန္ဒပြကြလေတပြေပန်းနဲ့ဆက်ပြီးခင်ဗျာကြိုကြလေအဲ့တော့ခင်ဗျားတို့သိရမှာကတက်မတော်ဆိုတာနိုင်ငံတော်ကိုစားပြုတယ်လွတ်လပ်ရေးကိုယူပေးခဲ့ရတယ်တက်မတော်ပဲဒီမြေထုဒီရေထုတီရခိုင်မျိုးတော့တက်မတော်ကအသွေးတွေအသားတွေနဲ့ကာယံပြတာတိဆောက်ထားတာကာကွယ်ထားတာခင်ဗျာလက်နက်ကင်ဖွဲ့ဆိုတာသူကြိုက်တဲ့ခေါင်းစဉ်တွေတက်လိုက်မယ်သူတို့ရဲ့လုံဖို့လုံနေမာဖီးယားပဲခင်ဗျာသူဘယ်အခွင့်အရေးများတော့လက်နက်ကင်နေပဲပြောဒါကစိတ်ကူးရင်ပြီးပြောနေတာခင်ဗျာ TNL ကြည့်လိုက်လေဗျာ TNL ခင်ဗျာဘယ်သူနဲ့တဲ့လို့လဲအကောင်လုံးနဲ့ရန်ပတ်ဖြစ်တယ်လို့ရန်ပတ်ဖြစ်တဲ့အဖွဲ့နောက်ပြီး TNL မှာကကျွန်တော်တို့ဒီပညာတတ်မရှိဘူးသူတို့ကဒီလက်နက်ကိုအားယူပြီးတော့သူတို့ဒီနယ်မြေချဲ့တာပေါ့ TNL မှာဘာစီမီစီကမှမရှိဘူးသူရဲ့မဟာမိတ်တွေဖြစ်တဲ့ကျွန်တော်တို့ဒီမြောက်ပိုင်းရှမ်းလက်နက်ကိုင်အဖွဲ့တွေနဲ့လည်းစော်နေတာပဲလက်နက်ကိုင်အဖွဲ့တွေနဲ့မဟာမိတ်ဒီ TNL နဲ့မဟာမိတ်ပြုတဲ့လက်နက်ကိုင်အဖွဲ့တွေကြည့်လိုက် TNL ကခင်ဗျလူဘာဝါခဲ့တာကြီးပဲခင်ဗျဟို KI နဲ့လည်းစော်နေတာပဲပြီးရင်ကျွန်တော်တို့ဒီမြောက်ပိုင်းရှမ်းအဖွဲ့နဲ့လည်းစော်နေတာပဲ TNL ရဲ့သဘောတဘာဝကအဲ့လိုရှိတယ်ဟုတ်လက်ရှိခင်ဗျမိုးကုတ်မြို့ကြီးကိုဖျက်ဆီးနေတယ်ခင်ဗျမိုးကုတ်မြို့ကနေပြောကြလေဘယ်သူပြောရဲလဲဘယ်သူမှမပြောရဲဘူးအဲ့တော့ဒီတက်မတော်ကတော့လက်ရှိဒီမိုးကုတ်မြို့ကြီးပြန်ရဖို့အတွက်တက်မတော်ကတော့လိုအပ်တဲ့စစ်စင်ရေးတွေကျွန်တော်တို့ဒါများမကြမီကာလမှာဆက်ပြီးဆောင်ရွက်မယ်လို့တော့သိရတယ်အဲ့တော့ဒီနေရာမှာသိရမှာကမြို့ကန်တဲ့အနေနဲ့ခင်ဗျားတို့မြို့ကိုမြို့ကြီးမပြတ်စည်းဖို့အတွက်ဘယ်သူတွေကာကွယ်ခဲ့တယ်လဲခင်ဗျားတို့မှန်ကန်နဲ့ခင်ဗျားတို့ကိုမေးခွန်းထုတ်ရဖို့လိုတယ်ခင်ဗျားတို့မိုးကုတ်မြို့ကြီးမပြတ်စည်းဖို့အတွက်ဘယ်သူတွေအတတ်နိုင်ခြင်းပြီးကာကွယ်ခဲ့လဲဘယ်သူတွေလက်ရှိဖျက်ဆီးနေလဲခင်ဗျားတို့တတိရှိခင်ဗျားတို့ပြန်မေးရဖို့လိုတယ်အဲ့တော့ခင်ဗျားဗျာဟလာ 1K ကိုခင်ဗျာပတ်စံလေးက3-4တော့2000-3000လောက်ပေးပြီးတော့ပက်လက်လန်ပြီးခင်ဗျာဆဲကျင်ရဆဲတွေအပန်တွေကိုခင်ဗျားတို့သွားပြီးတော့နားရောက်နေနဲ့တကယ်ဖြစ်ခင်ဗျားတို့ပဲခံရတာဟိုကခင်ဗျားတို့မြောက်ပေးတဲ့လူတွေအားလုံးကကြီးကိုရနေမြောက်ပေးနေတာခင်ဗျာကြိုးဆိုကြလေဗျာTNL လေးကခင်ဗျာမျိုးတော့တပြေပန်းနဲ့လောက်ကြလေအဲ့မှာခင်ဗျားတို့မျိုးကိုဖျက်ဆီးတာသွားပြီးတပြေပန်းနဲ့သွားပေးကြလေခင်ဗျားတို့သွားပေးကြလေတော့ဒီတက်မတော်ကတော့ဒီမိုးကုတ်မြို့ကိုပြန်ပြီးထိချုံနိုင်တဲ့အတွက်လက်ရှိကျွန်တော်တို့များမကြမီကာလမှာကျွန်တော်တို့လိုအပ်တဲ့ဒါစစ်စင်တွေဆက်ပြီးတော့ဆောင်ရမယ်လို့ကျွန်တော်နားလည်ရတယ်ဆက်ပြီးတော့ကျွန်တော်နောင်ချိုမြို့အခြေအနေကိုတင်ပြပါမယ်နောက်တဲ့အခြေအနေကနောင်ချိုမြို့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနောင်ချိုမြို့ရဲ့စစ်မြေပြင်မှာရှိနေတဲ့ဒီကိုခိုင်စောပေါ့ကိုခိုင်စောကလည်းမနေ့ကသူရေးသားမှုတွေတွေ့ရတယ်အဲ့ဒီအခြေအနေကိုတင်ပြပါမယ်အဲ့တော့လက်ရှိဒီတက်မတော်စစ်ကြောင်းတွေကနောင်ချိုမြို့နဲ့ဒီ4မိုင်ခွန်းအကွာကိုရောက်လာပြီး
ဒီရန်သူကဒီစစ်သွေးကြ TNL အပေါင်းပါတွေကသူတို့ခန့်စစ်ကိုအကြီးကျယ်ပြင်ထားတာကနောင်ဩရွာကိုလည်းသူတို့ဒီခန့်စစ်ကိုအကြီးကျယ်ပြင်ခဲ့ပါတယ်ပြီးလုံဝရွာကိုလည်းအကြီးကျယ်ပြင်ခဲ့ပါတယ်ပြီးရင်ကျွန်တော်တို့မြချင်းနုနောင်လင်းကတဲမြောင်အဲ့ဒီဒေသတွေကိုသူတို့ဒီခန့်စစ်ကိုအခိုင်အမာပြင်ခဲ့ပါတယ်တဲ့ပြင်တဲ့အခါမှာတပ်မတော်ကအဲ့ဒီသူတို့ရဲ့ဒီခန့်စစ်တွေကိုအားလုံးကိုရိုက်ချိုးနိုင်ခဲ့တယ်အဲ့ဒီနေရာတွေအားလုံးကိုတပ်မတော်ကတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့ပြီလက်ရှိတပ်မတော်စစ်ကြောင်းကကျွန်တော်နောင်ချုံမျိုးနဲ့၄မိုင်ခွန်းအကွာကိုရောက်ပြီလို့ကိုခိုင်စောတော့ပြောပါတယ်မနေ့ကလည်းဒီတပ်မတော်ကဒီကြောင်မဲမြို့မှာရှိတဲ့ TNL အဖွဲ့တွေစခန်းချတဲ့နေရာကိုဘုံကျဲရှင်းလင်းမှုတွေပြုလုပ်တယ်အဲ့ဒီမှာလည်းကျွန်တော်စစ်သွေးကြ TNL အဖွဲ့တွေများစွာကျွန်တော်တို့သေးတယ်လက်ရှိကျွန်တော်တို့ဒီနောင်ချိုမြို့မှာတော့တိုက်ပွဲကကျွန်တော်တော်တော်လေးပြင်းထန်နေတယ်တပ်မတော်ကတော့ကျွန်တော်တို့ဒီမြေပြင်စစ်ကြောင်းတွေကိုအင်အားအလုံးနဲ့ရှင်းနေတယ်ပြီးရင်ကျွန်တော်တို့ဒီ drone တက်ပြီးရင်ကျွန်တော်ဝေးဟင်လက်နက်ကြီးတက်နဲ့ဟန်ချက်ကြီးနဲ့ကျွန်တော်တို့တောက်လျှောက်ရှင်းနေတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီတပိတ်ချင်းဘက်မှာလည်းကျွန်တော်တို့ဒီရှင်းလင်းမှုတွေထပ်ရှိတယ်အဲ့တော့များမကြမီကာလမှာကျွန်တော်တို့ဒီမိုးကုတ်ကိုကျွန်တော်တို့ဒီတပ်မတော်ရဲ့ထိန်းချုပ်မှုအောက်ကိုဒါရောက်အောင်တပ်မတော်ကနေမြေရှင်းလင်းမှုတွေဆက်ပြီးလုပ်မယ်အဲ့တော့ဒီနောင်ချိုတိုက်ပွဲကရှမ်းမြောက်ရဲ့ကျွန်တော်တို့အဆုံးဖြတ်တိုက်ပွဲပဲလက်ရှိနောင်ချိုနဲ့ပတ်သက်ရင်တော့ဒီတပ်မတော်ကတော့ကြီးမားတဲ့အောင်မြင်မှုတွေရနေပြီများမကြမီကာလမှာတနည်းအားဖြင့်ကျွန်တော်ဒီလကိုဇွန်လကုန်တော့မဟုတ်ကျွန်တော်တို့ဒီနောက်လပထမပတ်အတွင်းမှာတပ်မတော်ကဒီနောင်ချိုမြို့မှာနိုင်ငံတော်ရဲ့အလံကိုကျွန်တော်စိုက်ယူသွားမှာဖြစ်တယ်လက်ရှိကျွန်တော်နောင်ချိုမြို့ပေါ်မှာတော့ဒါကျွန်တော်တို့ဒီပြည်သူလူထုတွေနဲ့အကြမ်းဖက်အားပေးအုပ်စုတွေမရှိတော့ဘူးပြေးပြီအချို့သောဒီအကြမ်းဖက်အားပေးတွေကတော့နောင်ချိုမြို့ပေါ်မှာရှိတယ်အချို့သောအုပ်စုတွေကတော့ကျွန်တော်ဒီကြောင်မဲဘက်ကိုပြေးပြီတပ်မတော်ကကျွန်တော်တို့တပ်မတော်ပါပဲခင်ဗျားတို့သိရမှာတပ်မတော်ကတပ်မတော်ပဲခင်ဗျားတို့သိရမှာကဘယ်လက်နက်ကင်တောင်းကျမ်းသူအဖွဲ့မှာအစိုးရဖြစ်ခဲ့တဲ့တမိုင်းမြန်မာတမိုင်းမှာမရှိဘူးဒုတိယချက်နိုင်ငံရေးအာဏာမရလို့လက်နက်ကင်တောခုတ်ပြီးတော့နိုင်ငံတော်အာဏာကိုလက်နက်နဲ့ရအောင်ယူပြီးတော့အစိုးရဖြစ်ခဲ့တဲ့တမိုင်းလည်းမြန်မာတမိုင်းမှာမရှိခဲ့ဘူးတနည်းအားဖြင့်ကျွန်တော်တို့ဥနုလည်းဒါဒီလိုမျိုးတွေဖြစ်ခဲ့ပါတယ်လုပ်ခဲ့ပါတယ်သို့တော်လည်းပဲမရခဲ့ပါဘူးဥနုလည်းကျွန်တော်တို့ဒီနိုင်ငံရေးအာဏာအတွက်ကျွန်တော်တို့ဒီလက်နက်ကေယုံနေမြေသွားပြီးတော့အင်အားစုတွေလက်နက်ကင်ပြီးတော့တိုက်တယ်မရခဲ့ပါဘူးပြီးတော့1988နောက်ပိုင်းမှာလည်းလုပ်ခဲ့ပါတယ်မရခဲ့ပါဘူးလက်ရှိလည်းလုပ်ပါတယ်မရပါဘူးခင်ဗျာကြည့်ထားလိုက်ပါအချိန်ရနေစကားပြောသွားပါလိမ့်မယ်နောက်ထပ်ဒီမို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့မင်းလာမြို့နယ်အရှိချမ်းကိုတပ်မတော်ကနေမြေရှင်းလင်းမှုပြုလုပ်နေတဲ့အခြေအနေပါတနည်းအားဖြင့်ကျွန်တော်ရန်ကုန်ပြည်လမ်းမင်းလာမြို့နယ်အပိုင်းအဲဒီမှာကျွန်တော်တပ်မတော်ကနေမြေရှင်းလင်းမှုတွေပြုလုပ်နေတယ်စပြီးနေမြေရှင်းတာကဇွန်လ19ရက်နေ့စပြီးတော့နေမြေရှင်းပါတယ်မင်းလာမြို့နယ်အရှိချမ်းဆိုတာကကျွန်တော်တို့ဒီပဲခူးရိုးမအဲဒီရန်ကုန်ပြည်လမ်းမင်းလာမြို့နယ်အပိုင်းပဲခူးရိုးမနဲ့ကျွန်တော်တို့ဒီအမြန်လမ်းရဲ့ဒီရန်ကုန်ပြည်လမ်းရဲ့ဂျားတဲ့ပေါ့ဗျာရန်ကုန်ပြည်လမ်းရဲ့ဂျားမှာရှိတဲ့ကျွန်တော်တို့ဒီဂျိုးမဆက်ကရွာတွေဘက်မှာခြေကုပ်ထားတဲ့စစ်သွေးကြအုပ်စုတွေကိုနေမြေရှင်းလင်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်လက်ရှိဒီဇွန်လ25ရက်နေ့အထိတော့တပ်မတော်ကစစ်သွေးကြအုပ်စုတွေစကန်တွေလက်နက်တွေအလောင်းတွေအရှင်ကျွန်တော်တို့ဖမ်းဆီးရမိတာရှိပါတယ်လက်ရှိတော့ကျွန်တော်တို့ဒါခွတ်မကြီးရွာကျွဲမကိုင်းကြီးရွာအဲ့ဒီဒေသမှာရှိအကြမ်းဖက်အုပ်စုတွေရဲ့စကန်တွေကိုကျွန်တော်တောက်လျှောက်နေမြေရှင်းလင်းမှုတွေပြုလုပ်နေပါတယ်အဲ့တော့အကြမ်းဖက်အုပ်စုတွေကကျွန်တော်ဇွန်လ16ရက်နေ့ညနေ4:00နာရီပိုင်းကမင်းလာမြို့နယ်နဲ့ကျွန်တော်တို့ဒီအုတ်တွင်းမြို့နယ်ကြားမှာရှိတဲ့ဒီစစ်ကွင်းတာစုံကိုဝင်ရောက်ပြီးတော့စစ်စေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်။အဲဒီနောက်ပိုင်းမှာကျွန်တော်တပ်မတော်ကနေမြေရှင်းလင်းမှုကိုကျွန်တော်အင်အားအလုံးကြီးနဲ့တောက်လျှောက်ရှင်းလင်းတာဖြစ်ပါတယ်။လက်ရှိလည်းကျွန်တော်တို့ဆက်ပြီးရှင်းလင်းနေပါတယ်။လက်ရှိအကြမ်းဖက်အုပ်စုတွေကကြီးတောင်ပြက်ရွာပြီးရင်ကျွန်တော်စားချောင်းစားတဲ့အဲ့ဒီတကြောမှာပေါ့ဘိုးတထောင်ငလာဆန်းရွာအဲ့ဒီတကြောမှာတို့လှုပ်ရှားတော့ဒီတပ်မတော်ကတောက်လျှောက်ကျွန်တော်တို့ဒီနေမြေရှင်းလင်းမှုတောက်လျှောက်လုပ်နေတယ်။တောက်လျှောက်ကိုလုပ်နေတယ်။အဲ့တော့အဲ့ဒီရဲ့ကျွန်တော်စေရေးချင်းနဲ့ပတ်သက်ရင်ကောင်းတယ်အားလုံးကောင်းတယ်တော်ကြီးကိုကျွန်တော်ထိရောက်မှုရှိတယ်တော်ကြီးကိုထိရောက်မှုရှိပါတယ်နောက်ထပ်ဒီမို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့တပ်မတော်ရဲ့ဒီစစ်ရေးရင်အုပ်ပေါ့ဗျာစစ်ရေးအုပ်ကကျွန်တော်ဒီ AR မြေကြောင်းအတိုင်းဒါစံတက်လာနေပါတယ်အဲ့တော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီတပ်မတော်ကဒီ AR မြေတင်းသွားလာနေတဲ့စစ်သင်းမောတွေကိုဒီစစ်ကြောမီဒီယာအုပ်စုတွေကလည်း online ပေါ်တင်ထားတယ်ဒီမှာသင်းမောဘနက်စီပေါ့သင်းမောရဲ့ဒီတိုက်ခိုက်ရေးရင်ဘနက်စီပြီးရင်ဒီရင်တွေပေါ်မှာလက်နက်ကြီးတွေပါတော့စသဖြင့်သူတို့ပြောနေကြတယ်ပေါ့ဗျာပြီးရင်သူတို့အဲ့မှာ AR မြေကမ်းပေးရနေပြီးတော့ဖုန်းလေးနဲ့ခိုးရပြီးတော့ခေါင်းတော့မထောင်ရဘူးအပင်နေကြတဲ့ဖုန်းလေးနဲ့ခိုးရပြီးတင်နေကြတာအဲ့ဒါလည်းပတ်သက်ပြီးတော့ဒီစစ်သွေးမီဒီယာတွေလည်းအမှရေးနေတာတွေ့ရတာပေါ့ဒီတမတော်ရဲ့ဒီစစ်ရင်အုပ်စုကြီးဒီခြေတက်လာတယ်ပေါ့ဗျာအဲ့ဒါနဲ့သူကနော်ဘူးကဘာပြောလဲဆိုတော့သူတို့ရဲ့ဒီမီဒီယာတွေဘာပြောလဲဆိုတော့နော်ဘူးပြောတာလေကျွန်တော်ပြောပါမယ်စစ်ရင်လက်နက်ခဲယမ်းရိတ်ခါများတင်ဆောင်လာတဲ့သင်္ဘော12စီးခန့်ပါရေအုပ်စုကိုတဲ့ဇွန်လ24ရက်နေ့ကမကွေးတိုင်းအတွင်းAR မြေကြောင်းတဲ့အထက်ကိုဆန်တက်သွားတယ်လို့သူတို့သိရပါတယ်လို့ပြောတယ်အဲ့တော့ဒီသင်္ဘောတွေကသူတို့ခံမှန်းချက်အရဆိုဒီသင်္ဘောတွေကကျွန်တော်တို့ဒီဗမော်မြို့ကိုလာမှာဖြစ်တယ်လို့နော်ဘူးကတော့ပြောတယ်လာခြင်းလဲလာမှာမလာခြင်းလဲမလာဘူးဗျာကျွန်တော်မသိဘူးလက်ရှိဒီတပ်မတော်ရဲ့စီးရင်ရတော့ကျွန်တော်တောက်လျှောက်ချီတက်နေတယ်
အဲ့တော့ဒီမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ဒီစစ်ရေးရအားသာချက်ကဒီ AR မြေကြီးရှိနေတဲ့အတွက်ကြောင့်ဒီတပ်မတော်ကဒီမြန်မာနိုင်ငံကိုကျွန်တော်တို့ဒီအဆုံအဆန်ကျွန်တော်တို့စစ်ရေးလမ်းကြောင်းကြီးတွားလို့ရတယ်ဥပမာဒီအကြမ်းဖက်အုပ်စုတွေကဗျာခင်ဗျာလမ်းပိုင်းမှာခင်ဗျာလမ်းပိုင်းပေါ့ဒီမန္တလေးနဲ့မြကြီးနားဆက်သွယ်ထားတဲ့လမ်းပိုင်းတွေမှာသူတို့ဘလောက်ပဲမိုင်းတွေပဲထောင်တပ်မတော်စစ်ကြောင်းလိုက်ဘလောက်ပဲဖြတ်တော့တပ်မတော်ကအဲ့ဒီလမ်းတွေကိုမသွားဘဲနဲ့ခင်ဗျာ AR မြစ်ကိုအသုံးပြုပြီးတော့လိုအပ်တဲ့အရာတွေကောင်းကောင်းအလုပ်လုပ်လို့ရတယ်ခင်ဗျာရှိခဲ့ပါတယ်ဗျာပထမအင်္ဂလိပ်မြန်မာစစ်ပွဲမှာအင်္ဂလိပ်တွေကခင်ဗျာ AR မြစ်ကြောင်းနေပဲစုံတက်တာပဲနောက်ဆုံးခင်ဗျာတတိယစစ်ပွဲဒီအင်္ဂလိပ်မြန်မာတတိယစစ်ပွဲဒီခင်ဗျာဒီ AR မြစ်ကိုအသုံးပြုပြီးတော့သွားခဲ့တာပဲဒီ AR မြစ်ကြီးကခင်ဗျာဒီစစ်ရေးစီးပွားရေးနိုင်ငံရေးအရန်ကိုကျွန်တော်တို့အလုပ်ဖြစ်တဲ့နေရာစစ်ရေးစီးပွားရေးနိုင်ငံရေးလူမှုရေးဒီအတွက်ကိုအရန်ကိုကျွန်တော်အရေးပါတယ်မြစ်ကြီးပြလက်ရှိကဒီမိုးရသည်ပေါ့ဗျာမိုးရသည်ဆိုတော့ကျွန်တော်တို့ဒီ AR မြစ်ရဲ့ရေကကျွန်တော်တို့ဒီသင်္ဘောတွေအတွက်လုံလောက်တဲ့အနေအထားနဲ့အသုံးပြုလို့ရတယ်လုံလောက်တဲ့အနေအထားနဲ့အသုံးပြုလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီရေစုတော့ကအသိစိတ်ပူတာမလို့ဘာကြောင့်မြစ်ရတက်တဲ့ခါမှာကျွန်တော်တို့ရေစုကအကုန်လွတ်တယ်လက်ရှိဒီတပ်မတော်ရဲ့ကျွန်တော်တို့ဒီစစ်ရင်အုပ်စုတွေကတောက်ချောက်ချီတက်နေတယ်နော်ဘူကတော့ခင်ဗျာတော်တော်လေးတုံလုံးနေတယ်ပြီလို့သိရတယ်တော်တော်လေးတုံလုံးနေပြောရတယ်ဒီစစ်သင်္ဘောတွေကလည်းသူတို့ဒီဗမောလာမှာတဲ့လက်ရှိဒီဗမောရဲ့တိုက်ပွဲချိန်နဲ့ပတ်သက်ရင်တပ်မတော်ကတော့ခင်ဗျာနေ့စဉ်ကိုဒီကောင်လေးအလောင်းတွေကိုနေ့စဉ်ကိုရနေတာအဲ့တော့ဗမောရဲ့ဒီတိုက်ပွဲကဘယ်လောက်ရေးပါလဲဆိုကချင်ပြည်နယ်ရဲ့ဒီကျွန်တော်တို့ဒီကျွန်တော်လက်ရှိဖြစ်နေတဲ့ဒီအခြေအနေတွေများစွာအရေးကြီးတယ်ထို့တူပါပဲဒီဗမောတိုက်ပွဲကကျွန်တော်တို့ဒီစကိုင်းတိုင်းကြီးအထက်ပိုင်းပြီးရင်ကျွန်တော်ချင်းမြင့်အထက်ပိုင်းအထိအရေးပါတယ်ပြီးရင်ကချင်ပြည်နယ်အရေးပါတယ်မြို့ကြီးဒီဗမောမျိုးကနှစ်ဖက်စလုံးတော့အရေးကြီးတယ်လက်ရှိဒီတပ်မတော်ကတော့ဒီဗမောနဲ့ပတ်သက်ရင်ကောင်းကောင်းကြီးထိချုံနိုင်သွားပြီခင်ဗျာတွေ့ပါလိမ့်မယ်ဗျာဒီတပ်မတော်ရဲ့ခင်ဗျာ drone ပစ်ချက်တွေလက်နက်ကြီးပစ်ချက်တွေလေကြောင်းပစ်ချက်မှုတွေခင်ဗျာဘယ်လောက်မိုက်ထားလဲခင်ဗျာလည်းတွေ့နေရပဲညဘက်တက်မှာညဘက်ရှင်းတယ်နေဘက်ရှင်းတယ်ဗမောတိုက်ပွဲကတော့ကျွန်တော်တော်တော်လေးအားရတယ်တော်တော်လေးအားကောင်းတယ်လက်ရှိလည်းကျွန်တော်တပ်မတော်ရဲ့ဒီစစ်သမောတွေကတောက်ချောက်ချီတက်နေပြီအဲ့တော့နိုဘူကတော့တော်တော်လေးတော့ခင်ဗျာထိတ်လန့်နေပေါ့ဗျာလက်ရှိလည်းဒီတပ်မတော်ရဲ့စစ်ကြောင်းတွေကကျွန်တော်ထိကြိုင်ကတာရွှေကူအဲ့ဒီဒေသမှာရှိတဲ့ကျွန်တော်တို့ဒီအကြမ်းဖက်အုပ်စုတွေရဲ့လှုပ်ရှားနေရာတွေကိုတောက်လျှောက်နေမြေရှင်းလင်းမှုတွေပြုလုပ်နေတယ်ခင်ဗျားတို့ရှင်းပါတယ်ဗျာမြန်မာသမိုင်းမှာသဘုံကနေအစိုးရဖြစ်ခဲ့တဲ့သမိုင်းမရှိဘူးနောက်လည်းရှိမှာမဟုတ်မျော်လင့်မနေနဲ့နောက်ဆုံးသင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ရန်ကုန်တိုင်းဆရာကြီးလှဲကူးမြို့နယ်လှဲကူးမြို့မရက်ကွက်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုတင်ပြပါမယ်အဲ့တော့မနေ့ကညနေ4 နာရီလောက်ကဒီလှဲကူးမြို့မရက်ရှစ်မြေဆောင်1အဲ့မှာရှိတဲ့ကျွန်တော်တို့ဒီအသက်62နှစ်အရွယ်ရှိတဲ့ဒေါ်စန်းတေးဒေါ်စန်းတေးကသူကအဲ့မှာကျွန်တော်တို့ဒီယာယီမှုအိမ်ရှိရလမ်းလျှောက်တယ်အိမ်ရှိရလမ်းလျှောက်တဲ့ခါမှာကျွန်တော်တို့ဒီယာယီမှုရဲ့မိန်းမနဲ့သမီးနဲ့သူနဲ့အချင်းများမှုတွေဖြစ်ပေါ်တယ်နှစ်ဖက်အချင်းများမှုတွေဖြစ်ပေါ်တယ်ပေါ့တကယ်ပြတယောက်နဲ့အပြန်လန်းအော်ရိုင်းငေါက်တာကြီးဖြစ်တယ်ပေါ့အော်ရိုင်းငေါက်တာကြီးဖြစ်တော့အဲ့မှာတစ်ဖက်ကလည်းကျွန်တော်တို့ယာယီမှုရဲ့ဒီမိန်းမတွေသားသမီးတွေဘက်ကလည်းဒုတ်တွေဆွဲလိုက်ပါပြုတ်လို့တယ်လို့ပြောတယ်အဲ့ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီညဘက်9 နာရီလောက်မှာသူတို့ကိုအုပ်ချုပ်မှုရုံးထဲမှာကျွန်တော်တို့အသက်62နှစ်အရွယ်ဖြစ်တဲ့ဒေါ်စန်းလေးကိုလည်းခေါ်တယ်ပြီးရင်ကျွန်တော်တို့ဒီယာယီမှုရဲ့မိန်းမနဲ့သမီးကိုလည်းခေါ်ပြီးတော့သူတို့ဒီရုံးထဲမှာပြောကြဆိုကြရဲပေါ့ပြောကြဆိုကြတဲ့အခါမှာနှစ်ဖက်ဟိုဘက်ဒီဘက်အော်ကြငေါက်ကြတွေဖြစ်မှာပဲသူမှန်တယ်ငါမှန်တယ်သူမှားတယ်ပေါ့အဲ့လိုအော်တဲ့အချိန်မှာကျွန်တော်တို့ဒီယာယီမှုရဲ့ဒီမိန်းမနဲ့သမီးကခုနကဒီအသက်62နှစ်အရွယ်ရှိဒေါ်စန်းလေးကိုကျွန်တော်တို့လုံလာထွေးလိုက်ရုပ်တဲ့သပင်တွေဆွဲပြီးတော့ထိုးလိုက်ကြတယ်လုပ်တယ်အဲ့မှာကျွန်တော်ယာယီမှုကလည်းဝင်ပါပြီးတော့အုပ်ချုပ်မှုရဲ့ရှေ့ပါပဲယာယီမှုကလည်းဝင်ပါပြီးတော့ကျွန်တော်တို့ဒေါ်စန်းလေးကိုထပ်ပြီးထိုးလိုက်ကြတယ်လုပ်တယ်ဖြစ်တာကကျွန်တော်ဒီနေရာမှာတင်ပြချင်တာကဟိုဘက်ကမားတယ်ဒီဘက်ကမားတယ်ကျွန်တော်ပြောနေမှာမဟုတ်ဘူးဒီယာယီမှုရဲ့ရှေ့မှာအုပ်ချုပ်မှုရုံးထဲမှာဒီအသက်62နှစ်အရွယ်အမျိုးသမီးကိုကျွန်တော်တို့ဒီယာယီမှုနဲ့သူ့ရဲ့မိသားစုကလုံလာထွေးလာလုပ်ပြီးတော့ကိုထီးလက်ရောက်ကျူးလွန်တာကိုကျွန်တော်တင်ပြတာအဲ့လိုတွေဖြစ်စဉ်တွေဖြစ်ပေါ်ခဲ့တယ်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဒီဒေါ်စန်းတေးပေါ့ဒေါ်စန်းတေးနဲ့ကျွန်တော်ဒေါ်စန်းတေးနဲ့ဒါအဆက်အသွယ်ရတယ်ပေါ့သူတို့ဘက်နဲ့အဆက်အသွယ်ရတဲ့ခါမှာဒေါ်စန်းတေးကသူ့မှာသား4 ယောက်ရှိတယ်သူ့ရဲ့သား1 ယောက်ကရခိုင်ပြည်နယ်မှာကျွန်တော်တို့ဒီနိုင်ငံတောင်တက်မတော်သားပေါ့ဗျာနိုင်ငံတောင်ထမ်းဆောင်နေကြာဆုံးခဲ့တယ်ပြီးရင်သူ့ရဲ့ကြာဆုံးခဲ့တဲ့သူ့ရဲ့ဒီမိသားစုဝင်တွေကကျွန်တော်ပြီးခဲ့တဲ့ကာလမှာတက်မတော်ကဒီမိကိုတက်မတော်သားမိသားစုဝင်တွေကိုစစ်ရေအနေနဲ့ခေါ်တဲ့အခါမှာစစ်သွေးကြောအုပ်စုတွေကကျွန်တော်တို့ဘေးပညာဝိုင်းညက်ပြီးတိုက်တဲ့ drone နဲ့ပုံချရတယ်နောက်ပိုင်းကျတော့ကျွန်တော်တို့အဲ့ဒီဖြစ်စဉ်မှာကိုလုံးကကြာဆုံးသွားတဲ့တက်မတော်သားရဲ့မိသားစုဝင်သူ့ရဲ့ဇနီးနဲ့သူ့ရဲ့မိသားစုဝင်ကလေးတွေပါတည်ဆုံးခဲ့ရတယ်ပြီးရင်ဒီဒေါ်စန်းတေးကနောက်ထပ်သူ့ရဲ့သား2 ယောက်ကတက်မတော်မှာကျွန်တော်တို့တာဝန်ထမ်းဆောင်လျက်ရှိတယ်ဒီဒေါ်စန်းတေးဆိုတာကတာမန်လူမဟုတ်ဘူးတက်မတော်သားမိသားစုဝင်
တက်မော်သားတွေရဲ့ဒီအမေပေါ့ဗျာအမေဖြစ်တယ်သူသားနှစ်ယောက်ကလက်ရှိတက်မတော်မှာတာဝန်ထမ်းဆောင်လျက်ရှိတယ်တယောက်ကတော့ကျွန်တော်တို့ရခိုင်ပြည်နယ်မှာကြာဆုံးခဲ့တယ်သူရဲ့မိသားစုကတော့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့စစ်ရေးရင်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာသူရဲ့ကျွန်တော်တို့မိသားစုတွေလည်းတည်ခဲ့ရလို့သိရတယ်လက်ရှိဒီဒေါ်စန်းတေးကသူ့ရဲ့သားတစ်ယောက်နဲ့သူနေရတယ်ပေါ့အသက်16နှစ်အရွယ်ရှိပြီပြောတယ်အဲ့ဒီ16နှစ်အရွယ်ရှိတဲ့သားကိုလည်းဒီယာယီမှုနဲ့အုပ်စုတွေကအဲ့ဒီတယောက်ကိုလည်းစစ်မှုထမ်းနဲ့ဆွဲထည့်မယ်ဆိုပြီးတော့ကျွန်တော်တို့ချိန်လာ6လာလေးလုပ်တယ်ခင်ဗျားဒီမှာသား3ယောက်ဗျာသား4ယောက်ရှိတာသား3ယောက်တော့မှခင်ဗျာနိုင်ငံတောင်ဝန်တွေကိုထမ်းနေတယ်ဘာကြောင့်ဒီလိုဆက်ပြီးတော့သူတို့မလောဩဇာသုံးနေရတာလဲမလောဩဇာသုံးနေလဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းသူတို့ဘက်ကမေးတယ်ဖြစ်စဉ်မှန်တယ်အဲ့တော့သူတို့ကတော့ပြောတာပါဗျာအဲ့တော့ထားပါစို့လက်ရှိအဲ့ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီရက်ကွက်မှာရှိတဲ့ဒေသခံတွေပေါ့ရက်ကွက်နေပြည်သူတွေကတော့ဒီဒေါ်စန်းတေးရဲ့တရားမျှတမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီကျွန်တော်တို့ဒီစစ်ဘက်ရက်ဘက်နိုင်ငံခေါင်းဆောင်တွေအနေနဲ့အပြေရှာပေးဖို့အတွက်တောင်းဆိုနေတယ်အဲ့တော့ဒီကနေ့ထပ်သိရတာကဒီဒေါ်စန်းတေးကိုဒီယာယီမှုရဲ့မိသားစုဝင်တွေကရက်စကမှာအမှုဖွင့်ဖို့လုပ်နေတယ်လို့သိရတယ်ဒေါ်စန်းတေးလည်းအမှုဖွင့်ဖို့ကြိုးစားတယ်ဒါပေမဲ့ဘယ်လိုဆက်ဖြစ်လဲတော့ကျွန်တော်မသိဘူးဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာတစ်ဖက်ကမှားတယ်တစ်ဖက်ကမှန်တယ်လို့ကျွန်တော်ကတင်ပြနေတာမဟုတ်ဘူးနံပါတ်1ချက်ဘာကြောင့်ကျွန်တော်တို့ဒီနှစ်ဖက်စကားများတဲ့အခါမှာယာယီမှုရဲ့မိသားစုကဘာကြောင့်ကျွန်တော်ဒုတ်ဆွဲပြီးတော့လိုက်တာလဲနံပါတ်2ကဒီပြဿနာကိုအုပ်ချုပ်ရေးမှုကဖြန့်ဖြေဖို့အတွက်ရက်ွက်ရုံကိုခေါ်တဲ့ကမှာရက်ွက်ရုံထဲမှာနှစ်ဖက်ဆွဲလာရဲလာတွေဖြစ်တယ်နောက်ဆုံးအဲ့မှာကျွန်တော်တို့ဒီအသက်60နှစ်အရွယ်ဒေါ်စန်းတေးကိုယာယီမှုလဲအမှသပင်ဆွဲပြီးတော့ဆွဲတာတွေတွေ့ရတယ်ရုပ်သံဖိုင်ကျွန်တော်တို့People Media Telegram မှာတင်ထားတယ်ပြီးတော့သူ့ရဲ့သမီးနဲ့သူ့ရဲ့မိန်းမကလည်းဒေါ်စန်းတေးကိုထိုးလားကြိတ်လားတွေလုပ်တယ်ဒါကကျွန်တော်ရုပ်သံဖိုင်မှာမြင်ရတဲ့အတိုင်းတင်ပြတာဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဘယ်သူကမှန်တယ်ဘယ်သူကမှားတယ်ပြောတာမဟုတ်ဘူးဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့မနက်ဖြန်ကြရင်ရန်ကုန်တိုင်းပြည်အစိုးရအဖွဲ့ကိုကျွန်တော်တို့ဒီရုပ်သံဖိုင်နဲ့တကွာမေးခွန်းနေမေးမယ်ပြီးရင်ကျွန်တော်သက်ဆိုင်ရာကျွန်တော်တို့ဒီ NASA ကရဲ့သတင်းမှပြန်ကြားရေးအဖွဲ့ကိုမေးမယ်ပြီးသက်ဆိုင်ရာကျွန်တော်အဖွဲ့တွေကိုမေးမြန်းတော့မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒေါ်စန်းတေးဆိုတာကအခြားသူမဟုတ်ဘူးဗျကျွန်တော်တို့နိုင်ငံတော်ရဲ့ကာကွယ်ရေးအတွက်သူ့ရဲ့သားသမီးတွေနိုင်ငံတောင်ကိုထမ်းဆောင်နေတယ်ခင်ဗျာသားသမီး4ယောက်ရှိတယ်3ယောက်ကတက်မတော်တယ်မှာဒါကျွန်တော်တို့မိသားစုဝင်ပဲတက်မတော်မိသားစုဝင်ကကျွန်တော်တို့ရဲ့မိသားစုဝင်တွေပဲရှင်းတယ်ကျွန်တော်ကဒီလိုပဲရက်တည်တယ်တက်မတော်သားတွေရဲ့မိသားစုဝင်တွေကကျွန်တော်တို့ရဲ့မိသားစုဝင်တွေပဲကျွန်တော်ဒီညမှာမလောဩဇာသုံးပြီးတော့မတရားလုပ်မှုတွေရှိရင်တော့ကျွန်တော်ထပ်ပြီးဩပါမယ်ဒါကကျွန်တော်တိုင်းပြည်ကိုချစ်လို့တက်မတော်ချစ်လို့ပြောတာဩတာဗျအဲ့တော့အချို့သောနေရာတွေမှာသူနဲ့ငါကဒါကငါညမမလို့ဆိုပြီးတော့ကျွန်တော်တို့ဖိအားပေးရတယ်ကျွန်တော်လက်ခံမှာမဟုတ်ပါဘူးအဲ့တော့ဖိအားမပေးကြပါနဲ့ကျွန်တော်နာမည်တက်မပြောသေးပါဘူးထပ်ပြီးတော့ကျွန်တော်တို့ဖိအားပေးတဲ့အလုံးကျွန်တော်နာမည်တက်ပြောပါလိမ့်မယ်ဘာကြောင့်ကျွန်တော်ဒီလိုပြောရလဲဆိုရင်တက်မော်သားရဲ့မိသားစုဝင်ကဒေါ်စန်းတေးကကျွန်တော်တို့ရဲ့မိသားစုဝင်ပါပဲကျွန်တော်ဆွေမျိုးမတော်ပါဘူးသူ့မိသားစုရဲ့နိုင်ငံတော်အတွက်ကိုပေးဆက်မှုကိုကျွန်တော်တန်ဖိုးထားတယ်အလေးထားတယ်အားကြီးရလူနိုင်ကြီးဆိုရင်တော့ကျွန်တော်တို့អော်ပါမယ်ဒေါ်စန်းတေးကကျွန်တော်တို့မိသားစုဝင်တော့